Are you coming to the tree? They strung up a man, they say who murdered 3. Strange things that happen here, no stranger would it be if we met at midnight in the hanging tree. နေထိုင်ရမြေကြီးဝေးရဲ့လမ်းခုလက်ကပြရောင်စလုံးနဲ့တက်ရှိမျိုးစိများပြင်ဒူးပွဲစည်းတွေရာထောင်ပြတ်သုံးခြားနာတဲ့တွင်ပြင်တွေခမြောက်ဘက်ဆုံးမကဘာတောင်ဘက်ဆုံးမတကယ်တဲ့ဆက်ပြောက်ခုစားကိုဘာကောင်မတုံး268နှစ်ငင်းချမ်းနဲ့နှစ်3400မှာတမိုင်းဟာသွေးနီနဲ့နဲ့စစ်ရဲ့အနိုင်ရှုံးကြောင်းရေးခဲ့ကြကြောက်ခေတ်မှာနျူကလ িয়ার ဒီပြပကဆုံးမြောက်သေးခဲ့ရတာခေတ်တိုက်လောဘာသာလူမျိုးဘာသာမုံကြောင့်တွေ့ခဲ့ရကဘာရဲ့နေရခုမှာတိုက်ပွဲအချနေရခုမှာကပဲတချို့အတွက်စနီကာဒီယန်ထက်စားဖို့ဆန်းကတည်ရရှိရဘဝပဲချိန်ထဲမှာပဲတချို့အတွက်ကစင်ရဲချင်းဟာဘာလဲဒီလိုချိန်နေကွာတဲ့လူတွေမိတင်နေတိုက်တက်ကဘာတဲ့တက်ရှူကြတဲ့လူချင်းတူခွင့်ရေးတွေကွဲပြားတယ်ခွင့်တူညီမြဝေါ်ဟာရပေါ်ဒိတ်ပဲပွင့်ဆိုထင်ကြီးတွေကွဲမှာတစ်ဖက်မှာရှေ့ရေးစိတ်အေးမဲ့လက်တင်ရွေးနေခဲ့ကြခြင်းတစ်ဖက်မှာပညာလေးတော့ကတုံချင်းတဲ့ဝစ်တင်ရွေးနေခဲ့ရ Are you coming to the tree? They strung up a man, they say who murdered 3. Strange things that happen here, no stranger would it be if we met at midnight in the hanging tree. ချက်အင်ဂျီတို့ငယ်အင်အားနဲ့အာဂတလုံးမြရင်များမိုးကုတ်ဆဝိုင်းရဲ့လုံးကိုချော်မြင်နိုင်မှုမိုးမှန်ပြင်ကြခြင်းကဘာရဲ့တောင်တနေရာမှာစာလောင်မှုကိုတွန်းလှန်နေရခေါင်းပါခြင်းငတ်မှုချင်းကဲ့ရောကနေမုန်းခံဒေတာတက်တစ်ခုချုပ်ငိမ့်သွားတာဒီနေ့တက်တစ်ခုမွေးဖွားတာလဲဒီနေ့တူညီမှုကချားတော့ဘက်မှာပါလဲဘသူမှကြိုးပြီးမသိသေးဘွားရဲ့အစားနဲ့ဆုံးမအားနဲ့တော့ရုံးကန်ရမြကြီးလေတေဖို့တက်ကိုရှင်ဖို့ခတ်လို့ဇီဝအသက်ကိုဆုံးသက်တာလဲရှိတယ်ဟိုဘကမ်းမှာမိထိန်ဒီဘကမ်းမှာမိမိန်တနေရာမှာရှားပါလုံးချိန်တနေရာမှာစီးစိန်ကိုယ်ပိုင်ရုံးဝဲတူပူပန်ရချို့မှာနာကမရှိချိန်စာနာစိတ်ရလောကထဲမှာ Florence Nightingale ရဲ့မိအိမ်လူကိုလူချင်းညတာတောက်ရှုမှုကကောင်းမှုပြူတာသို့တော့ရှင်များရောင်မမိုးတော်ရွာလို့အကြောင်းပြုဘူးကွာတာလူကြီးများတဲ့ပြရောင်ဂျိုးဆိုတာလဲတောင်းစုတစ်ခုသာလှတန်းကြပြလို့လူလုံးမနေရကြတော့လူစိတ်လည်းပျောက်လို့လူကွာ